ရောက်ချင်းရကျွန်တော်ညောင်တုံးမျိုးရန်ကင်းဆိုင်ရာကြေးရွာကျွန်တော်၄ရက်ကွက်နောက်ချမ်းကနေပြီးတော့ကျွန်တော်တို့ဒီပန်းလိုက်မြကြီးကမ်းပြိုသွားတဲ့နေရာဖြစ်ပါတယ်ဒါကျွန်တော်တို့ကမ်းပြိုသွားတဲ့အချိန်မှာကျွန်တော်အင်ဂျီစုစုပေါင်းဘယ်နဲ့ပေါ့ရေထဲပါသွားတဲ့အိမ်ကအလုံး20လောက်တော့ပါသွားပါတယ်ဆက်ကားတဲ့အိမ်ကတော့အလုံး30ကျော်ပေါ့နော်ဒါကျွန်တော်လက်ရှိတူပြပြီးသားကိုကျွန်တော်မြင်တွေ့ရတာပါကျွန်တော်ဟိုဘက်မှာအိမ်တွေလည်းဖြတ်ထားတယ်ဒီဘက်မှာလည်းကမ်းတွေပြိုထားတဲ့နေရာမှာအခုပြောရင်းတော့မှအခုပြိုကျနေတဲ့နေရာရှိပါတယ်နော်အဲ့တော့ဒီပေါ်မှာဒုက္ခရောက်သွားတဲ့မိသားစုတွေပေါ့နော်အားလုံးထဲမှာကျွန်တော်စူးစူးဝါးဝါဖြစ်တဲ့မိသားစုတွေကိုကျွန်တော်တို့ဟိုဒါနဒီဘူးဘက်ဒါနရှင်များစုံစီကနေပြီးတော့10သိန်းတန်အိမ်လေးနှလုံးစီလူတန်းပေးထားပါတယ်အညိုတို့အလူရှင်လေးတစ်ချက်လူရှင်လူရဲ့အစင်မပေးတဲ့မိသားစုတွေသွားမယ်နော်ဒေါ်ကြီးနာမည်ဒေါ်ခိုင်ဒါကျွန်တော်တို့ဒီဒေါ်ခိုင်ရဆိုရင်ကမ်းပြိုတဲ့ထက်မှာပါသွားတဲ့အိမ်တွေကမိသားစုတစုဖြစ်ပါတယ်သူတို့ဆိုရင်ဒါတားပြီးဆင်းရဲနံပါလို့ဒါအားလုံးတွေကနေပြီးတော့ရွေးချယ်ပြီးတော့ဒါသူ့ကိုကျွန်တော်တို့ဟိုရန်ကုန်မြို့ဆရာမရန်ကုန်မြို့ဆရာမနာမည်ဘူးတယ်ဆရာမနာမည်ဘူးဆရာမနာမည်ဆရာမဒေါက်တာဆွေဝင်ကနေပြီးတော့ဥဆောင်ပြီးတော့ကျွန်တော်တို့ဒါနဒီဘူးဘွဲကနေပြီးတော့နည်းပေါ့တိန်ကို10သိန်းနဲ့ဝါဒီအိမ်လေးတစ်လုံးဆောက်လို့တန်းပေးတာပါဒါသူတို့အိမ်ကိုလည်းကျွန်တော်တို့10သိန်းနဲ့ဝါဒီအိမ်လေးဆောက်ပေးပါပါတော့မိသားစုဘယ်နှယောက်ရှိလဲ6ယောက်အခု10သိန်းနဲ့အိမ်လေးဆောက်ပေးမယ်ဆိုတော့ရင်ထဲမှာဘယ်လိုပြောတာပေါ့မောင်လေးမိုင်းတို့ဟောလေးမိုင်းတို့မပြောတာပေါ့ဟုတ်ကဲ့အိမ်ပါသွားတော့မိုင်းတို့ဘာကြောက်လိုက်တော့အခုကုညီမဲ့လူတွေရောက်လာပါတယ်နော်ဟိုတူတန်းပေးတဲ့လူတွေအများကြီးပဲကျွန်တော်တို့ကတော့အိမ်လေးကိုစီစဉ်ပေးမယ်နော်ဒီတရက်နဲ့အတွင်းကိုပြအောင်လုပ်ပေးမယ်နော်စုစုပေါင်းဘယ်နှယောက်ရှိလဲ6ယောက်နောက်တစ်ခုကဒီညီမအလူရှင်တွေကိုဝမ်းသာပီတိစကားပြောပြအောင်နော်ဟုတ်ကဲ့လူနိုင်ပါစေနောက်တော့ဒီထက်မကလည်းလူနိုင်ကြနိုင်ပါစေဟုတ်ကဲ့ညီမမိသားစုဘယ်နှယောက်လဲ9ယောက်ဟုတ်ကဲ့ကလေးအငယ်ဆုံးဘယ်နှယောက်ပါလဲအငယ်ဆုံးဟိုသမီးအငယ်ဟိုကောင်မလေးတယောက်ရယ်